360 undercut ညှက်ဖို့စဉ်းစားနေကြပြီလားဒါဆိုရင်ဘာတွေသိထားသင့်တယ်လဲဒီရက်ထဲမှာနေလေး trend ဖြစ်နေတာဆိုရင်ယောက်ျားလေးမိန်းကလေးညှက်လို့ရတယ်360 undercut ရှိမယ်360 undercut နဲ့ taper fade နဲ့တွဲညှက်တာမျိုးလည်းရှိတယ်ဒီ style လေးကတော်တော်လေးမြင့်တယ်မိန်းကလေးမှာ undercut ကိုမှတော်တော်လေးမြင့်နေတဲ့အပါတယ်နဘူးမဟာကြောင့်ဒီတောင်းအထိအဲ့တောင်းကနေပြီးတော့အောက်ပိုင်းကိုပါထားတဲ့အနေထားလောက်ရှိတယ်နောက်စီရဆိုလဲတော်တော်မြင့်တယ်နောက်စီတစ်ဝက်လောက်ထိရောက်လောက်တယ်အဲ့ဒီလိုအနေလောက်ထိရှိတယ် undercut ဒါကတော့လုံးဝအိမ်ပိုင်တဲ့လူတွေညှက်လို့ရပါတယ်ဒါလေးတော့အရန်မြင့်နေတဲ့မပဘူးသူကတော့တစ်ဝက်လောက်ရှိတယ်တစ်ဝက်လောက်ဆိုတာကဟောဒီမျက်ခုံးနဲ့ဒီနှထင်ကြောဓာတ်အဲ့နေလောက်ပဲရှိတယ်အဲ့အနေလောက်ပဲရှိတဲ့အနေထားမျိုးတစ်ဝက်လောက်မြင့်တဲ့အနေထားမျိုးကို taper fade လေးနဲ့ပေါင်းညှက်လို့ရပါတယ်လုံးဝအိမ်မပိုင်ဘူးဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးညှက်ပါအရင်အမြင့်ကြီးလည်းမဟုတ်ဘဲနဲ့အောက်ကလေးတွေပဲပါပြစ်တာမျိုးနည်းနည်းပဲပါတာအရင်လည်းမပြောင်းတဲ့ပုံစံမျိုးပေါ့စိတ်တွေပါလည်းမဟုတ်ဘူးပေါ့အဲ့မျိုးညှက်လို့ရပါတယ်အကောင်းဆုံးကတော့ကိုယ်စပင်ညှက်မဲ့ဆိုင်ရစပင်ညှက်ဆရာနဲ့ကိုလိုချင်တဲ့ပုံစံကိုအေးအေးဆေးဆေးတိုင်ပင်ပြီးတော့ညှက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာ